ရှေးဥစွာဘုရားသခင်ကျေးဇူးတော်ကိုအထူးပင်ချီးမွမ်းပါတယ်ဒီနေ့ဗီဒီယိုမှာကျမတို့ကိုဘုရားရှင်မွေးစာကလေးရပါတော့ဒီမွေးကလေးကနေပြီးတော့မှဖျားပေးထားတဲ့ကျမတို့ရဲ့အလှတရားပေါ့နော်ကျမတို့ရဲ့ခန္ဓာမှာခေါင်းကနေခြေထောက်အထိဖျားရှင်ပေးထားတဲ့ခန္ဓာကိုနော်မျက်နာအသားအရည်အရက်ပေါ့နော်အကုန်လုံးနဲ့အထူးကောင်းကြီးဆိုတာရှိတယ်ပေါ့နော်အဲ့ဒီအရာတွေကိုတန်ဖိုးထားတတ်ဖို့ကျမခံစားခဲ့ရတဲ့အရာနဲ့ဒီကတိပြပြပေးချင်ပါတယ်ပထမဦးဆုံးကျမတို့ရဲ့ခန္ဓာကိုယ်မှာပေါ့နော်အထူးကောင်းကြီးရှိရပေါ့နော်လူတိုင်းမှာအထူးကောင်းကြီးရှိရပေါ့နော်ဘာဖြစ်လို့ဒီနေ့ဒီဗီဒီယိုကိုရိုက်တယ်လဲဆိုလို့ရှင်တော့တကယ်တော့ဒါကနောက်နေ့ဒီမှာပြပြမလို့ပေါ့နော်ပြပြချင်တာပေါ့ဒါပေမဲ့ကျမဒီနေ့ခေါင်းလျှော်ထားတယ်ပေါ့နော်ခေါင်းလျှော်လိုက်တယ်ဒါပေမဲ့လည်းအရှိဗီဒီယိုတွေမှာလည်းဒါဆိုလို့ရှင်ဒီပုံစံလေးပါပဲပေါ့နော်ဒါပေမဲ့ဒီနေ့ကတော့ကျမခေါင်းလျှော်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သပင်ကိုတော့ပို့ပြီးတော့ဒါကောင်းကောင်းမွန်မွန်တော့တွေ့ရတယ်ပေါ့နော်ကျမရဲ့အထူးကောင်းကြီးကတော့နံပါတ်1ကသပင်ပေါ့နော်သပင်ကိုပြပြချင်တယ်ဒါကတော့ main ကလေးတွေဆိုရင်ပို့ပြီးတော့နားလေတယ်ပေါ့နော်ကျမမွေးကလေးကနေပြီးတော့ကျမဒီသပင်ကအရန်ကိုဘယ်လိုနုညံ့ဣဆက်အဲ့လိုမျိုးပေါ့နော်ပျော့ပြောင်းပြီးတော့ဆန်လုံးတစ်လုံးချင်းအဲ့လိုမျိုးပေါ့နော်အရန်ကိုလှတဲ့အထဲမှာပါတယ်လုံးဝဖြောင့်စင်းပြီးတော့ပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဒါပေမဲ့ကျမကမသိခဲ့ဘူးเนาะကျမမအဲ့ဒီကောင်းကြီးရှစ်ကျမမသိဘူးဒါပေမဲ့အရွယ်တစ်ခုရောက်လာတဲ့အချိန်ကြတော့ဒီလိုမျိုးပေါ့သပင်းညက်ဆိုင်တွေသွားတယ်ပေါ့နော်သပင်းတွေဖြောင်းကြတယ်တချို့ဆိုသပင်းတွေဖြောင်းပြန်ကောက်သွားတယ်အဲ့လိုစိတ်ညစ်တယ်အဲ့လိုမျိုးပြောလိုက်ချင်မှကျမသတိထားမိသွားတာကကျမသပင်းကိုကျမအဲ့ချိန်မှာသတိထားမိတာငကိုကလေးကသပင်းကဒီလိုပဲပေါ့အမင်းကလေးဆိုဒီလိုပဲဖြောင်းနေတယ်ကျမထင်ခဲ့မိတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးအရွယ်တစ်ခုရောက်လာတဲ့ချိန်မှာပေါ့နော်အဲ့လိုသပင်ဆိုင်မှာသပင်ဖြောင်းကြတယ်ခဏပြန်ဖြောင်းရတယ်ပြန်ကောက်သွားလို့အဲ့လိုမျိုးပေါ့နော်ပြီးလို့ရှိရင်သပင်ကဒီလိုမျိုးဖြောင်းထားတယ်ဆိုလို့ရှိရင်ပေါ့နော်အရန်စီးတာမျိုးတို့အရန်လုံးတာမျိုးသပင်ပုတ်ဖော်လို့မကောင်းပေါ့နော်အဲ့လိုပြန်ကောက်သွားတတ်တယ်ပေါ့နော်အဲ့လိုမျိုးဒီငကိုဖြောင်းတယ်ဘယ်လိုပဲလုပ်လို့ရတာပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့ချိန်မှာကျမသတိထားမိသွားတာကအော်ကျမမှာထူးကောင်းကြီးရှိရပေါ့နော်။အော်သပင်ပဲပေါ့။ငါဒီအသက်ရွယ်ငါဒီချိန်နဲ့ငါသပင်နဲ့တစ်ခါမှမလုပ်ခဲ့ဘူးပါလား။အချက်မှသိလိုက်တာ။အော်ကျမကိုဖျားပေးထားတဲ့ကောင်းကြီးထဲမှာဒီသပင်ပါတယ်ပေါ့နော်။ဘာလို့လဲဆိုလို့ရှင်သပင်ကဘလို့ပဲထုံကျမဆိုရင်အမြဲတမ်းစီးထားတာနဲ့လုံးထားတာနဲ့အမျိုးမျိုးကျမလုပ်တယ်ပေါ့နော်။သပင်ဘလို့ပဲလုပ်အရန်ကိုကောင်းနေတာပေါ့နော်အဲ့လိုမျိုးပေါ့သူများတွေဆိုလို့ရှိရင်ဒီအခုလိုမျိုးခေါင်းလျှော်ပြီးသွားခြင်းဆိုလဲအရန်ကိုသဘောကျပေါ့နော်တချို့ကလည်းကျွန်မကိုဖြောင့်ထားတယ်လို့ထင်တယ်ဒါမဲ့ဒါဖြောင့်ထားတဲ့သပင်နဲ့ဒီလိုမျိုးပုံစံကတော့ဒါတိတာပေါ့ဘလို့တိတာလဲဆိုလို့ဒီလိုနားလေးတွေတိတာပေါ့နော်အဲ့ချိန်မှာကျွန်မသိလိုက်တာအော်ဖះရှင်ငါ့ကိုပေးထားတဲ့ကောင်းကြီးပဲဆိုအဲ့ချိန်မှာသိလိုက်တယ်အဲ့အတွက်ကြောင့်ကျမဘဝမှာသပင်နဲ့ပတ်သက်ပြီးလို့ရှင်လုံးဝအေးစစ်စစ်ပဲပေါ့နော်ဘလို့ပဲလှုပ်ကျမတို့ကအရန်စိတ်ချမ်းသာရတယ်ပေါ့နော်ဒါပေမဲ့ကျမဘာစိတ်ဖြစ်သွားလဲဆိုတော့သူများတွေသပင်ကောက်တယ်ဆိုကျမလေးလိုက်ကောက်ချင်တာပေါ့နော်တကယ်တော့ဖျားပေးထားတဲ့အဖြောင့်နဲ့ဒါနဲ့ကျမအရန်အသားကျနေပြီလေအရန်ကောင်းတယ်လေနော်သပင်ကအေးစစ်စစ်ပဲကျမအယောင်လည်းမစိုးဘူးဘာမှလည်းမလုပ်အေးစစ်ပဲနော်အဲ့လိုမျိုးသပင်လေးကလည်းအရှည်ကြီးပေါ့နော်ကျမခါးထိရှည်တယ်အဲ့လိုမျိုးဖြောင်းစင်းဤဆက်အဲ့လိုမျိုးမဲမှောင်ပြီးပေါ့နော်ဘာလို့လဲဆိုတော့အယောင်လည်းမစိုးခဲ့ဘူးလေအဲ့လိုမျိုးဆိုတော့အဲ့ဒါကိုသူများသပင်ကောက်တယ်လို့ကျမကောက်ချင်တာပေါ့နော်သပင်ကောက်ချင်တာပေါ့အဲ့ဒါနဲ့ကျမလေးဆုံးဖြတ်ပြီးကောက်လိုက်တာသပင်ကိုလှုပ်လိုက်တဲ့အချိန်မှာစပြီးတော့မှလေပထမတစ်ရက်မှာတင်အရန်လေးဘယ်လိုပြောမလဲကိုကအမြဲတမ်းအဖြောင်းနဲ့အဲ့လိုမျိုးလေးကောင်းမွန်နေခဲ့တာဆိုတော့လေအဲ့ကောက်လိုက်တဲ့အချိန်မှာကိုကစေးသားမလုပ်တတ်တာရောကောင်းမွန်စေးမကောင်းတာတွေရောဆိုသပင်ကလေအဲ့နောက်ပိုင်းမှာဘယ်လိုဖြစ်သွားလဲဆိုအယောင်ဆိုးတာတွေရောဆိုတော့လေဖွာကောက်သွားပြီးတော့မှအောက်တွေဆိုနှစ်ခွာဖြစ်ကျမလေးဘလူးလည်းမသိဘူးပေါ့နော်စိတ်ညစ်သွားပေါ့နော်ဒီလိုကင်ကြည့်တော့လေသပင်ကဘလူးဖြစ်သွားမှမသိဖြစ်တဲ့အချိန်မှာကျမချက်ချင်းသိလိုက်တာကငါ့ကိုဖះရှင်ပေးထားတဲ့ကောင်းကြီးငါလုတ်ခဲ့မိပြီဆိုပြီးတော့မှန်တိုင်းပြောရရင်တော့အဲ့ဒီအချိန်ကစပြီးတော့ကျမသပင်ကခေါင်းမလျှော်ထားတဲ့အချိန်ထိဆိုအဲ့လိုမျိုးလေးကောက်ပြီးတော့မှလေဖွာပြီးတော့မှဘယ်လိုပြောရမလဲကိုကနေပူတဲလဲအရန်သွားတဲ့အခါကျတော့သပင်ကပို့ဆိုးသွားပါတော့အယောင်နေနဲ့ဆိုတော့လေကျမလေဖះရှင်တောင်းပန်ပြီးတယ်ပေါ့နော်အဲ့ဒီချိန်တော့
အော်ဖျက်ရှင်တောင်းပန်ပါတယ်ပေါ့နော်ကျမကိုပေးထားတဲ့ကောင်းကျမဒီလိုမျိုးလုံးမိတယ်ဆိုပြီးတော့မှကျမလေးဖျောက်တောင်းပန်မိတယ်အဲ့ဒါနဲ့အဲ့ဒီနောက်မှာကျမသိလိုက်တာကျမချက်ချင်းပဲအဲ့ဒီအကောက်တွေအကုန်လုံးအချိန်ကမှန်တကယ်ဆိုချက်ချင်းလုံးလို့မရဘူးပေါ့နော်ဒါပေမဲ့ကျမ2ရက်တည်းနဲ့အကုန်လုံးဖြတ်ချပလိုက်တယ်အကုန်ညှက်ချပလိုက်တာပေါ့နော်တဝက်လောက်ညှက်ချပြီးတော့မှနောက်ပိုင်းအဲ့ဒီအယောင်လေးလည်းဖြည်းဖြည်းချင်းအောက်ကိုရောက်သွားတာပေါ့နော်အဲ့လိုမျိုးပေါ့အော်လို့နော်ဖျားပေးထားတဲ့ကောင်းကြီးနောက်မှအဖြောင်းလေးတိုင်းပြန်နေတော့ကျမစိတ်ချမ်းသာကျမဒီသပင်းပေါ်မှာအရန်ကြီးပေါ့နော်အာယုံစူးဆိုင်နေစရာမလိုတော့ပေါ့ပါပြီးပျော်သွားတာပေါ့နော်ဖျားပေးတဲ့ကောင်းကြီးကိုအဲ့တော့တန်ဖိုးမထားတော့ကျမတော်တော်လေးကိုအဲ့ဒီအချိန်ကာလဒီမှာလေအရန်ကိုစိတ်ညစ်ခဲ့ရတာခေါင်းလျှော့ဘလောက်ကောင်းသုံးလဲမရတော့အဲ့လိုသပင်းဆိုးတဲ့ဒီဆေးတွေကလည်းမကောင်းတဲ့ခါကျဖြစ်တာပေါ့နော်လို့ကျမသိလိုက်တယ်ဒါကြောင့်ကျမတို့ရဲ့ဘဝမှာဖျားပေးထားတဲ့အထူးကောင်းကြီးတွေကိုဒီနေ့တန်ဖိုးထားတတ်ဖို့လိုတယ်ပေါ့နော်အဲ့လိုမျိုးစိတ်ထင်နဲ့လိုက်လို့ပြလို့မရဘူးရှောက်လို့ပြလို့မရဘူးပေါ့ကျွန်မပြောပြချင်တာကျွန်မအမှတိလိုက်ရတယ်ပေါ့နော်အခုဆိုလို့ရှိရင်ဒါကျွန်မအယောင်ဆိုလို့ရှိရင်လုံးဝကိုမရှိတော့ဘူးလုံးဝသပင်းကိုဒီတိုင်းပဲထားလာတာဆိုလို့ရှိရင်เนาะအခုဒါတောင်ဆို2နှစ်နီးပါးတောင်မှရှိသွားပြီပေါ့နော်ဟိုအရင်တုန်းကအဲ့ဆေးတွေကကြံတာပေါ့နော်ဒါဆိုလို့ရှိရင်အခုဘာမှမလုပ်ပဲနဲ့ဒီတိုင်းခေါင်းမလျှော်ပြီးဒီတိုင်းပဲထားတဲ့သပင်းဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကလည်းဒီသပင်ကိုပေါ့နော်ခေါင်းလျှော်ရည်ကောင်းနဲ့ပေါ့ကိုယ်သပင်နဲ့လိုက်ဖက်ပြီးတော့မှတကယ်ကောင်းခေါင်းလျှော်ရည်မျိုးကိုလည်းကျွန်မဖះကိုဆုတောင်းတဲ့ခါမှာဖះရှင်ကျွန်မကိုပေးတွေ့တယ်နော်ပေးတွေ့တဲ့ခေါင်းလျှော်ရည်ပေါင်းစည်းနဲ့လိမ့်နဲ့အစီပေါ့နော်ဖះကျွန်မကိုပေးတွေ့တယ်ဖះအရန်ကျေးဇူးတင်တယ်ခေါင်းမလျှော်မလျှော်မချင်းပေါ့နော်ဒီပုံစံတိုင်းပဲအရင်ဗီဒီယိုတွေမှာဆိုလို့ရှိရင်ဒါ2ရက်လောက်မလျှော်ထားဆိုတော့အပုံစံတိုင်းပဲပေါ့နော်ခုဆိုလို့ရှိရင်လေဒါခုကခေါင်းလျှော်ထားဆိုလို့ရှိရင်လေဒီပုံစံတိုင်းပဲเนาะဒါကခေါင်းလျှော်ရည်ရဲ့ပေါင်းစည်းရည်ကောင်းတဲ့အတွက်ကြောင့်ပေါ့နော်အဲ့လိုမျိုးလေးရတာပေါ့အဲ့အတွက်ကြောင့်မလို့ဖះရှင်ကိုဘာမှဆိုဆုတောင်းရင်ဖះရှင်ကလေအကုန်လုံးပေးတွေ့တယ်เนาะအဲ့တော့ကျွန်မဖះကိုအရန်ကြီးစုတင်ပါတယ်နောက်တစ်ခုဖះရှင်ကျွန်မကိုပေးထားတဲ့ကောင်းကြီးတွေမှာဆိုရင်အတန်ပေါ့နော်ကျွန်မကိုဖះရှင်အတန်ကောင်းကြီးပေးထားဒါပေမဲ့လေကျွန်မမသိခဲ့ဘူးအသက်အရွယ်တစ်ခုရောက်လာမှသိတာအဲ့တော့ကျွန်မတချင်းဆိုတဲ့အခါမှာဆိုအကုန်လုံးအဲ့လိုမျိုးနားထောင်ကြတဲ့အခါမှာအတန်ကဒီလိုလေးပါလားအဲ့လိုမျိုးနားထောင်ကြတယ်ပေါ့နော်ကျမအခုဒီမှာဒါကျမရဲ့ channel ပေါ့နော်ဒီမှာဆိုကျမဒါအခုဆိုထားတာတော့စာသားနဲ့အဲ့လိုတွဲပြီးထားတာပေါ့နော်ဒါပုတ်100ပြည့်တိ100တော့မဟုတ်ကျမစက်တိုက်ဆိုသွားဖို့တော့အစီအစဉ်ရှိပါတယ်ကျမဒါစတူဒီယိုမှာဆိုမှာပေါ့နော်နောက်ထပ်တချင်းတွေကတော့စတူဒီယိုမှာကျမတေချာဆိုပြီးတော့မှဒီဟိုပါပေါ့နော်တချင်း music ပုံစံမျိုးလေးဖန်တီးဖို့လည်းစီစဉ်ထားရပေါ့နော်အဲ့လိုမျိုးလေးပါအဲ့ဒီလိုမျိုးပေါ့အတန်ကဒါပေမဲ့ဒီလိုကျမငကိုဟိုဖျားရှင်ပေးထားခဲ့တဲ့အတန်မျိုးတောင်ကျမအမှန်တိုင်းပဲပြန်ကျင့်နေရတာဖြစ်တယ်။ဘာလို့လဲဆိုရင်ဂျားမှာဖျားပေးတဲ့အတန်ကိုကျမတန်ဖိုးမထားထက်ခဲ့ဘူး။တန်ဖိုးမထားတတ်ခဲ့ရတခုရဖျားအတွက်ပြန်ပြီးမဆက်ကပ်ဘူးပေါ့နော်။အဲ့လိုမျိုးကျမလုပ်ခဲ့ကြအမှန်တိုင်းပဲကျမအတန်ပြက်စီးခဲ့တယ်။အရန်ကောင်းတဲ့အတန်တစ်ခုကကျမပြက်စီးခဲ့တယ်။အဲ့တော့ဒါပေမဲ့ဒီနေ့မှာတော့ကျမအရန်နောင်ထားရပြီးတော့မှဖျားနဲ့အတူရှောက်လန်းတဲ့အသက်တာမှာဆိုရင်ဖျားကိုပြန်ပြီးတော့မှဆက်ကပ်အနံပြီးတော့ကျမရဲ့အတန်ပေါ့နော်ဖျားအတွက်ဆိုရင်ဘယ်နေရာမဆိုကျမအမြဲတမ်းအတန်အားဖြင့်ဆက်ကပ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီကနေ့မှာတော့ဘုရားရှင်ကကျမတို့ဒီအတန်ခေါင်းကြီးဒါပြန်ပေးထားတယ်ပေါ့နော်ရင်တော့ကျမတကယ်ပြည့်စည်သွားတယ်ကျမလေးပြက်စီးလို့ငိုခဲ့ရပူတယ်ဘာလို့လဲဆိုတော့ကျမအတန်ကိုအရင်တော့ကအတန်မျိုးကျမပြန်မရလို့ပေါ့နော်အတန်ဆိုတော့အဲ့လိုပြက်စီးတတ်တယ်ပေါ့နော်အဲကြောင့်မလို့ဖျားပေးထားတဲ့အထူးကောင်းကြီးတွေကိုကျမတို့ကတန်ဖိုးထားတတ်ရမယ်ပေါ့နော်မွေးကလေးကနေပါလာတဲ့ကောင်းကြီးလေဘာမှလေးကျင့်ယူစရာလုံးယူစရာမလိုပဲနဲ့သူများထက်ကိုတာလွန်ကောင်းနေတဲ့အရာတွေကိုကျမတို့ကတန်ဖိုးထားတတ်ဖို့လိုတယ်နောက်ဖះကိုလည်းကြီးစုတော်ချီးမွမ်းတတ်ဖို့လိုတယ်ဆိုတာကိုကျမရဲ့ဘဝမှာတော့တကယ်ကိုသက်သေပါပဲနောက်တစ်ခုကကျမတို့ဖះရှင်မွေးကလေးကနေပေးထားတဲ့ခေါင်းအစခြေအဆုံးပေါ့နော်ဒီဖះပေးထားတဲ့သပင်မျက်နှာနှာခေါင်းမျက်လုံးပုံစံနှာခမ်းပုံစံသွားပုံစံနော်ဒီအသားရည်ရက်အမောင်အကုန်လုံးကဖျားပေးထားလုံးဝကွက်တိကြတယ်ဒါပေမဲ့ကျမတို့ကကိုထက်လာတဲ့သူကိုကြည့်တယ်ကိုထက်သားတဲ့သူကိုကြည့်ပြီးတော့မှလေခါလေးကြရင်ကျမတို့ဖြစ်ခဲ့တာပေါ့နော်ဟာဖျားရှင်ကငါ့ကိုဒီလိုမျိုးကြီးပေးတယ်ငါဒီလိုမျိုးဖြစ်ချင်တာဒီလိုလေးဖြစ်ရင်ကောင်းမှာပဲအဲ့လိုမျိုးတွေတွေးခဲ့ဘူးတဲ့ဒါမဲ့လေအခုဖျားရှင်ကကျမကိုလေတိစေခဲ့တဲ့အရာထဲမှာဖျားပေးထားတဲ့အရာကဆက်ဆက်မှုအရန်ရှိတယ်
တစ်ခုနဲ့တစ်ခုလေအရန်ဆက်ဆက်မှုရှိပြီးတော့မှအရန်ပေါ့ပါဆုံးဖြစ်တယ်ဖျားပေးထားတာကအလှဆုံးနဲ့အကောင်းဆုံးပဲတူလို့မရဘူးလေတယောက်နဲ့တယောက်တူလို့မရဘူးလေတူရင်အကုန်တူတူတွေဖြစ်သွားမှာပေါ့နော်လူအယောက်100ရှိရင်100ပဲ100ပုံစံ100ထွက်မယ်နော်တသိန်းရှင်တသိန်းပုံစံထွက်မယ်1000ရှင်1000လုံးဝမတူနိုင်ဘူးလေနော်အဲ့လိုမျိုးပေါ့ဒါကြောင့်မလို့ဒီကနေ့ဖျားရှင်ကျမတို့ပေးထားတဲ့ပုံမှာလေဘလူးပုံစံပဲပေးပေးပေါ့နော်ကျမတို့ကကြီးစုတော့ချီးမွမ်းတက်ရမယ်ဆိုတော့ကျမကတကယ်သက်သေပါပဲတကယ်တော့ကျမအရန်ပြောခဲ့ဘူးတဲ့ဖျားရှင်ဖျားရှင်ကျမတို့ဒီလိုမျိုးမျက်နှာပေးတယ်ဖျားရှင်ကျမတို့ဒီလိုမျက်ခုံးပေးတယ်ဖျားရှင်ကျမတို့ဒီလိုအသားရည်ပေးတယ်ဒီလိုမျိုးကြီးပေးတယ်ဆိုကျမလေရင်နှုံးကသူများလှပနေတာတွေ့လို့ရှင်လေအဲ့လူတွေပြောခဲ့ဘူးတယ်ဒါမဲ့လေအခုဆိုရင်ကျမသိသွားတာကအော်ငါရဲ့ဒီခန္ဓာကိုယ်နဲ့ဒီအသားရည်နဲ့ဒီပုံစံနဲ့အရန်စင်ပြေတယ်နော်ငါအခုဆိုငါမှဒီလိုခန္ဓာကိုယ်ရှိတဲ့အတွက်ငါဒီလိုအင်ကြီးတွေဝင်းရင်အစင်ပြေတယ်ပြီးလို့ရှိရင်အရင်တော့ဆိုရင်ကျမကလေဘလို့အဝတ်စားဝေးရမှန်းလေကျမမသိဘူးကျမနဲ့ကဘလို့ပုံစံလိုက်မှန်းလည်းမသိဘူးဒါမဲ့လေဖျားရှင်ကျမဆူတောင်းတယ်ဖျားရှင်ကျမဘလို့ဝေစားမျိုးဝေးရမလဲဘလို့ fashion style မျိုးကျမနေရမလဲဆိုတဲ့အခါမှာဖျားရှင်ကကျမနဲ့ light ဖတ်တဲ့အင်ကြီးကျမနဲ့ light ဖတ်တဲ့အင်ကြီးဆိုအဲ့လိုမျိုး free style ပုံစံမျိုးမှာပေါ့နော်အဲ့လိုမျိုးဆိုပြော smack ကြလေးကောင်းကောင်းမူဝလို့ရပုံစံမျိုးကျမနဲ့ light တယ်ပေါ့နော်အရန်ကြီး မိန်းကလေးဆန်ဆန်မျိုးဆိုတော့တိတ်တော့မလိုက်ဘူးပေါ့နော်ဒါပေမဲ့ကျမပြောပြချင်တာကျမကိုယ်တိုင်ကလည်းဒီလိုမျိုးပေါ့နော်အရင်တော့ကျမဆီယာမလည်းဖြစ်ခဲ့တယ်ဆီယာမလည်းလုပ်ခဲ့တယ်ပြီးလို့ရှိရင်ကျမကဒီဘာနော်ပြောမယ်ဆိုလို့ရှိရင်တော့ယာဒူးကြီးနဲ့ကောင်းအဲ့လိုနေခဲ့တဲ့သူတယောက်ဆိုတော့ကျမရဲ့ပုံစံကလည်းအဲ့လိုအဝတ်စားမျိုးတွေဝတ်ရတာအများပါနော်မိန်းကလေးဆန်ဆန်နဲ့အဲ့လိုချစ်စရာကောင်းပြီးတော့အဲ့လိုမျိုးပုံစံကဘယ်နေရာမှာမှကျမမဝတ်ခဲ့အောင်ဝစ်မဲ့နေရလည်းမရှိခဲ့ဘူးပေါ့နော်ကျမရဲ့ပုံစံကအဲ့လိုမျိုးဒီယုံ style ပေါ့နော်အဲ့လိုဝစ်ဒီ smart အဲ့လိုဝေးရတဲ့ပုံစံတွေပဲကျမကများတယ်အဲ့ဒီပုံစံနဲ့ကျမနဲ့ကလည်း light ဖတ်နေတာအဲ့ဒါကိုပြချင်တာပေါ့နော်ကိုမှဒီရှိတဲ့ຢာတွေဖျောက်လေအကုန်ပြောတာပေါ့နော်သူများလည်းဒီလိုလာတယ်ဟိုလိုလာတယ်ဆိုတော့ကျမဆိုင်ကျမအကောင်းဆုံးပဲအဲ့လိုမျိုးပေါ့နော်ဆိုတော့ဖျားပေးထားတဲ့အရာကကျမတို့အတွက်တကယ်ကိုအလှဆုံးနဲ့တကယ်ကိုအလွတ်လက်ပေါ်ပါဆုံးပဲတေးသေးချာချာမြင်အောင်ကြည့်တတ်လို့ရှင်တကယ်ကိုကောင်းတဲ့အရာတွေပေါ့နော်အဲကြောင့်မို့ဘသူ့မှဟိုလိုကြည့်ဒီလိုကြည့်ပြီးအားကြပြီးဟိုလိုသူတို့လိုက်ရင်ကောင်းမှာပဲဟိုလိုဖြစ်ရင်ကောင်းမှာပဲဒီလိုလိုက်ရင်ကောင်းမှာပဲဆိုပြီးတော့လေကျမတို့တွေကတွေးကြတယ်မပိန်ပပကောင်းမှာလေးဆိုသူတို့ရဲ့ဒီလို body fit ဒီဝတ်ထားအရန်လာတယ်ဝတ်စားပုံစံဒါပေမဲ့လေအဲ့လိုမျိုးပုံခန္ဓာကိုဖြစ်ဖို့ဆိုတာငကိုဒီခန္ဓာကိုယ်မှာဘာပဲဆဆတချို့ကမဝါတဲ့သူရှိတယ်ဘာပဲဆဆဒီလိုဘာလေးချင်ကမှမလို့အဲ့ခန္ဓာကိုယ်လှပြီအဲ့လိုပုံစံမျိုးလည်းရှိတယ်အဲ့လိုမျိုးပေါ့တချို့နည်းနည်းစားလဲဝါတာမျိုးလည်းရှိတယ်ဒါပေမဲ့လေကိုခန္ဓာကိုယ်နဲ့ကိုပဲကျမဆိုလို့ရှိရင်အရင်ပိန်ပါပြီးတည့်ရတဲ့မှာမပါဘူးလေမပါပေမဲ့လေကျမဝတ်တဲ့အဝတ်စားနဲ့ကျမလက်ရှိကျမရဲ့လုပ်နေတဲ့စီးပွားရေးနဲ့ပုံစံနဲ့ကျမကွက်တိကြတယ်လေကျမအရင်သေးပြီးအရင်ကြီးခန္ဓာကိုယ်လှပနေလို့လည်းမရအောင်ကျမရဲ့အလုပ်အနေထားကကျမအဲ့လောက်ကြီးဒီလှပပြီးတော့မှလည်းနေလို့ရတဲ့မှာမပါဘူးပေါ့နော်ဒါကြောင့်အရာအလုံးကလေဖျောက်ကျေးဇူးတော်ချီးမွမ်းဖို့ပဲလိုတယ်ပေါ့နော်အဲ့လိုမျိုးကြီးလိုက်ကြည့်ပြီးတော့အားငယ်ပြီးတော့မှလိုဖြစ်တယ်လို့ဖျောက်လုံးဝအပြစ်မတင်သင့်ဘူးပေါ့နော်ဒါမှမဟုတ်ဖျားရှင်ကိုဒီလိုကို့မှာရှိတဲ့ဘယ်ရာပဲဖြစ်ဖြစ်ကျေးဇူးတော်ချီးမွမ်းတတ်လို့ရှိရင်အရာအလုံးကအယမ်းကိုလှပတယ်ဆိုတာကိုကျမကဒီကနေ့မှာခွန်အားပေးချင်ပါတယ်ဒါကြောင့်မလို့ဖျားရှင်ကိုဘလို့ချင်းနေမှာဖြစ်အပြစ်မတင်ပါနဲ့နော်မိတ်ဆွေမှာရှိနေတဲ့အလှအပခေါင်းစာခြေဆုံးကအစင်အပြေဆုံးပုံစံကိုဖျားရှင်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေကအယမ်းဝနေလို့ဒါမှမဟုတ်အယမ်းကြီးပိန်နေလို့မိတ်ဆွေမှာဒီခန္ဓာကိုယ်အချိုးစားမရှိလို့နော်မိတ်ဆွေရဲ့သပင်ကအရန်ကောက်နေလို့ဒါမှမဟုတ်လို့ရှင်မိတ်ဆွေကအသားရပေါ့နော်အရန်ဖြူဝင်းပြီးမရှိလို့အဲ့လိုမျိုးပေါ့မိတ်ဆွေခန္ဓာကိုယ်မှာဘလို့တွေဖြစ်နေလို့ဆိုပြီးတော့မှမိတ်ဆွေကကိုကြည့်ပြီးအားရကျေနပ်မှုမရှိစိတ်ညစ်ပြီးတော့ဖြစ်နေတယ်ဆိုရင်ဒီကနေ့ကျွန်မခွန်အားပေးချက်နေအဲ့ဒါမိတ်ဆွေတို့အကောင်းဆုံးသောအရာကိုဖျားပြင်ဆင်ပေးထားတာမိတ်ဆွေကျေးဇူးတော်ချီးမွမ်းကြည့်ပါမိတ်ဆွေဝိုင်းလည်းဝါးတယ်ကျေးဇူးတော်ချီးမွမ်းပိန်လည်းပိန်နေကျေးဇူးတော်ချီးမွမ်းမိတ်ဆွေစပင်းမကောင်းသေးဘူးဆိုလည်းချီးမွမ်းမိတ်ဆွေစပင်းနဲ့ကုန်ပြန်ကောင်းလာမယ်မိတ်ဆွေဝါးနေတယ်လို့ထင်လို့ရှိရင်အဲ့ဒီဝါးနေတာကမိတ်ဆွေတို့ကအရန်ကိုကောင်းမွန်တဲ့အစင်ပြေတဲ့ခန္ဓာကိုယ်ပုံစံဖြစ်နေတာနော်အဲ့ဒါကြောင့်မလို့ဖျားပေးထားတဲ့အရာဒီကျမတို့အတွက်အကောင်းဆုံးနဲ့အလှပဆုံးနဲ့အသင့်တော်ဆုံးဖြစ်တယ်ဆိုတာကိုမိတ်ဆွေ
မြင်အောင်ကြည့်တတ်လို့ရှိရင်ကျေးဇူးတော်ချီးမွမ်းတတ်လို့ရှိရင်တကယ်ကိုပျော်ရွှင်ရပါလိမ့်မယ်လို့ကျမခွန်အားပေးချင်တယ်ပြီးတော့ဖျားအထူးပေးထားတဲ့ကောင်းကြီးတွေကိုလည်းကျမတို့မဖြတ်စည်းပါနဲ့တန်ဖိုးထားပါအဲ့ဒီရှိတဲ့အတိုင်းလေးကိုပို့ပြီးပြုစုပေးပါပေါ့နော်ကျမလိုမျိုးပေါ့သပင်ကအရန်ကောင်းခဲ့ပြီမယ်ကျမဘာဖြစ်လဲဆိုတော့မပြုစုလေနော်ကျမရှောက်ပြီးလှုပ်ပလိုက်တယ်ပေါ့လှုပ်လိုက်တဲ့အချိန်မှာကျမဘာဖြစ်သွားလဲပျက်စီးသွားတယ်နော်အခုဒီရှိနေတဲ့သပင်ဆိုတာအမှန်တိုင်းပြောရင်ရှေ့တစ်ခေါက်မှာအဲ့လိုမျိုးဒီဆေးရောင်တွေကြောင့်ပျက်စီးသွားခဲ့တဲ့အရာပေါ့နော်ဆေးရောင်နေတာကျမမရှိရှင်ပါဆိုကျမစပင်ကလေဒီလုံးဝဖြောင့်စင်အိဆက်ပြီးတော့အရန်ကိုလာတဲ့စပင်ဖြစ်ပါတယ်ဒါဆိုတာတော်တော်လေးဟိုတောင်မှပျက်စီးသွားခဲ့သေးတယ်ပေါ့နော်ဒါကျမအရန်ကိုစိတ်ညစ်ခဲ့ရတယ်ဒါကြောင့်မို့လို့ဒီကနေ့မှာဖះရှင်အထူးပေးထားတဲ့ကောင်းကြီးတွေကိုတန်ဖိုးထားမယ်တိတိချက်ချအပင်တပင်ကိုပြုစုတယ်လို့ကျမတို့အသီးထွက်လာတဲ့အထိပေါ့နော်ကျမတို့ပြုစုမယ်ပြီးတဲ့အခါမှာဖះကိုယ့်ပေါ်မှာပေးထားတဲ့ကောင်းကြီးကိုယ့်ပေါ်မှာကိုမှာရှိနေတဲ့လက်ရှိအခြေအနေကိုကျမတို့ကျေးဇူးတော်ချီးမွမ်းမယ်ချီးမွမ်းပြီးတော့မှကျမတို့နော်နေထိုင်သွားမယ်ဆိုလို့ရှိရင်တင်တဖြည်းဖြည်းနဲ့မြင်လာမှာကအိုးငါ့ကိုဖျက်ရှင်ဒီလိုပေးထားတာကျေးဇူးတော်ချီးမွမ်းအိုးငါဒီလိုမျိုးအစင်တင်တဖြည်းဖြည်းနဲ့တကယ်ကောင်းနေဆိုတဲ့ຢာတွေကိုတင်တွေ့မြင်လာလိမ့်မယ်လို့ကျမရဲ့ဘဝမှာကျမလက်တွေ့ပေါ့နော်လက်တွေ့ကြုံခဲ့ရတဲ့အရာအတွက်ကျမဒီကနေ့မှာအားလုံးကိုသက်သေခံပြီးတော့မှဝေငှပေးချင်ပါတယ်အဲ့တော့ဖះသည်ကျမတို့ကိုမွေးကြရနေပြီးတော့မှကျမတို့တူတယောက်ရဲ့ပုံစံမျိုးဖះရှင်ပြင်ဆင်ပေးထားဖြစ်တဲ့အတွက်ဘယ်သူနဲ့မှမတူနိုင်ပါဘူးဒါကြောင့်မို့လို့တူဒီတော့ဖြစ်နေတဲ့မိမိဟာနော်ဖះအရန်ချစ်တဲ့သူဖြစ်တယ်ဖះကဘယ်တော့မှလည်းလွတ်စပယ်မဖန်ဆင်းပေးထားဘူးတေးသေးချာချာစီစဉ်ပြီးမှဖန်ဆင်းပေးလိုက်တဲ့တင်ဖြစ်တယ်ပေါ့နော်ဖျားရှင်တင့်ကိုမွေးစားကြတဲ့အမိဝမ်းပေါ့တင့်ရဲ့မိခင်ရဲ့ဘိုက်မှာကလေးကနေပြီးတော့မှတင့်ကိုစနစ်တကျတေးသေးချာချာစီမံပြီးတော့မှနော်မွေးဖွားခွင့်ပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့တင့်မှာဖြစ်နေတဲ့အရာရာတိုင်းကနော်ဒီလိုမျိုးဘယ်လိုပြောမလဲအလကားပေါ့နော်ကျမတို့ပုံစံကစီစဉ်မကြပဲနဲ့ဖြစ်နေတဲ့ဟာတခုမှမရှိဘူးဖះရှင်သေးသေးချာချာဖန်ဆင်းပေးလိုက်တဲ့တူတီသောတင်ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကနေ့ကစပြီးဖះရှင်ကိုဘယ်ရာပဲဖြစ်ဖြစ်ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ကျမတို့ရှိကိုဆက်ပြီးသက်ရှင်သွားကြပါစို့လို့ရောက်စီတန်းကိုခွန်အားပေးလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာကျမဒီမနေ့ပြောခဲ့တဲ့ဒီကျန်းစာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီကျန်းချက်တွေနဲ့ပတ်သက်ပြီးတော့မှကျွန်မနောက်ဗီဒီယိုမှာတင်ဆက်ပေးသွားပါမယ်။ရောက်စီတိုင်းမှာဖျားရှင်ကောင်းကြီးပေးပါစေ။ကျေးဇူးတင်ပါတယ်။